ဒါကနာမည်ကြီးနေတဲ့ကိုထိုင်းဆိုင်ပေါ့နော်ထိုင်းဆိုင်ကိုတော့စားမှာဖြစ်ပါတယ်ဆိုင်ရThai rest house တိတ်တာမြင်တာပါလေအရင်ချလိုက်ရဒါလည်းလည်းချင်းဆိုင်လို့ပြောတာဟုတ်တယ်ပဲလားဒါရအောင်ပါထိုင်းတာစားတယ်နော်အဲ့မှာတုံရမ်းကောင်းတယ်ဆိုလို့လေတုံရမ်းကောင်းတယ်ဆိုအောက်မှာတော့ဘူးလေးစားနေရှင်Specland ရဲ့သူက Specland ရဲ့မျက်နှာချင်းဆိုင်ပေါ့နော် Specland ရဲ့မျက်နှာချင်းဆိုင်မှာရှိတယ်အစာဦးပါတုံရမ်းစားရမယ်လက်တက်ရမြန်မာဆိုင်လိုပဲဒီတိုင်းဝင်သွားရုံပဲဝင်သွားလိုက်မယ်လားကိုထဲရောက်မှမှမယ်နိမထိုင်အမွေးသက်ပုံစံလေးပေါ့ရှိပါတယ်ညာစေရသူ့ဘာမှထိုင်ကြလဲမထိုင်ဘူးနားလေးโอเคအားရရမှာချစ်စရာလေးဒီဆိုင်လေးကဘူးလားအောက်နားလေးကဆိုင်တာအောက်နားဆိုင်ပါပါလေသူတို့ယူလာတယ်မုတ်တည်တဲ့ရစားမိတာဟောတော့ကြီးခွက်လေးကိုခွက်လေးနဲ့ပေးရတယ်ဖလားလေးနဲ့ပေးရရေးခွက်โอ้ရှိမလားအဲ့တော့ဘာလေးရလဲနော်ခေါက်တော့ပေးရတယ်တန်နေရောနုစိမ့်ရတယ်ထိုင်းကထုတ်တဲ့မာချာအမုံတွေပါရတယ်